เดือนนี้เงินเดือนเธอออกหรือยังเดือนนี้สุดากะดีละเงินเดือนลาสาเงินเดือนเธอสุดอนเนลาสาออกหรือยังထွက်ပြီလားเดือนนี้เงินเดือนเธอออกหรือยังဒီလနဲ့လစာထွက်ပြီလားတနည်းအားဖြင့်ဒီလနဲ့လစာထုတ်ပြီးပြီလားလို့လည်းပြောလို့ရတယ်ပေါ့နော်ออกแล้วเพิ่งออกเมื่อวานออกแล้วဆိုတော့ထွက်ပြီเพิ่งออกเมื่อวานဆိုတာကမနေ့ကဒီနေရာမှာเพิ่งဆိုတာကမှဥပမာမနေ့ကမှနေ့လယ်ကမှလွန်ခဲ့တဲ့လကမှအဲ့လိုမျိုးအဓိပ္ပာယ်ပေါ့နော်เพิ่งออกเมื่อวานဆိုတော့မနေ့ကမှထွက်တာออกแล้วเพิ่งออกเมื่อวานထွက်ပြီမနေ့ကမှထွက်တာหน้าเธอดูเหมือนไม่มีความสุขเลยเป็นอะไรหรือเปล่าหน้าเธอဆိုတာကနင့်မျက်နှာပေါ့နော်ดูเหมือนดูဆိုတာကကြည့်တယ်เหมือนဆိုတာကတူတယ်ဒီနေရာမှာดูเหมือนဆိုတော့ကြည့်ရတာနင့်မျက်နှာကြည့်ရတာไม่มีความสุขไม่มีဆိုတော့မရှိဘူးความสุขဆိုတာကဒီပျော်ရွှင်မှုหน้าเธอดูเหมือนไม่มีความสุขเลยဆိုတော့နင့်မျက်နှာကိုကြည့်ရတာပျော်ရွှင်မှုမရှိသလိုပဲเป็นอะไรหรือเปล่าဘာများဖြစ်လို့လဲပေါ့နော်เดือนนี้ฉันโดนหักเงินเยอะมากเดือนนี้ဆိုတော့ဒီလฉันโดนหักเงินโดนဆိုတာကထိတယ်หักဆိုတာကဖြတ်တယ်เงินကကြတော့ပတ်စံโดนหักเงินဆိုတော့ပတ်စံဖြတ်ခံထိတယ်เยอะมากအများကြီးပဲเดือนนี้ฉันโดนหักเงินเยอะมากဒီလငါပတ်စံဖြတ်ခံထိတယ်အများကြီးပဲငါပတ်စံအများကြီးဖြတ်ခံထိတယ်ပေါ့နော်โดนหักเท่าไหร่เพราะอะไรโดนหักเท่าไหร่ဆိုတော့ဘယ်လောက်လဲโดนหักเท่าไหร่ဆိုတော့ဘယ်လောက်ဖြတ်ခံထိတာလဲเพราะอะไรဆိုတာကဘာကြောင့်လဲโดนหักเท่าไหร่เพราะอะไรဘယ်လောက်ဖြတ်ခံထိတာလဲဘာကြောင့်လဲပေါ့နော်ฉันไปทำงานสาย5วันหักวันละ500ฉันไปทำงานสาย5วันไปทำงานအလုပ်သွားလုပ်တယ်สายနောက်ကျတယ်ฉันไปทำงานสายငါအလုပ်သွားလုပ်တာနောက်ကျတယ်5วัน5ရက်ငါအလုပ်သွားလုပ်တာ5ရက်နောက်ကျတယ်หักวันละ500หักဖြတ်တယ်วันละဆိုတာကတစ်ရက်ကို500 500တစ်ရက်ကို500ဖြတ်တယ်ฉันไปทำงานสาย5วันငါအလုပ်သွားလုပ်တာ5ရက်နောက်ကျတယ်หักวันละ500တစ်ရက်ကို500ဖြတ်တယ်เธอใส่ตั้ง5วันเลยเหรอเธอนี่กล้าดีนะเธอใส่ตั้ง5วันเลยเหรอตั้งဆိုတာကဒီနေရာမှာตั้งကတောင်မှเธอใส่ตั้ง5วันเลยเหรอဆိုတော့နေ9ရက်တောင်မှနောက်ကျတာလားเธอนี่နေဟာလေกล้าดีนะกล้าဆိုတာကရဲတယ်ဒီနေရာမှာกล้าดีนะဆိုတော့နင်တော်တော်ရဲတာပဲเนาะအဲ့လိုမျိုးပေါ့เนาะเธอใส่ตั้ง5วันเลยเหรอနေ9ရက်တောင်မှနောက်ကျတာလားเธอนี่กล้าดีนะနင်တော်တော်ရဲတာပဲเนาะฉันไม่ได้ตั้งใจฉันก็ไม่ใช่ว่าอยากใส่ฉันไม่ได้ตั้งใจตั้งใจဆိုတာကရည်ရွယ်တယ်ไม่ได้ตั้งใจဆိုတော့မရည်ရွယ်ဘူးฉันไม่ได้ตั้งใจငါမရည်ရွယ်ပါဘူးฉันก็ไม่ใช่ว่าอยากใส่ฉันก็ဆိုတာကလည်းပဲငါလည်းပဲไม่ใช่ว่าไม่ใช่ဆိုတော့မဟုတ်ဘူးอยากใส่ပုံမှန်ဆိုလို့ရှိရင်อยากใส่နောင်ကျချင်တယ်ဒီမှာไม่ใช่ว่าอยากใส่ဆိုတော့နောင်ကျချင်တာမဟုတ်ဘူးฉันก็ไม่ใช่ว่าอยากใส่ငါလည်းနောက်ကျချင်တာမဟုတ်ဘူးလေအဲ့လိုမျိုးပေါ့နော်ฉันไม่ได้ตั้งใจငါမရည်ရွယ်ပါဘူးฉันก็ไม่ใช่ว่าอยากใส่ငါလည်းနောက်ကျချင်တာမဟုတ်ပါဘူးยังไงกฎหมายมันก็คือกฎหมายทีหลังระวังหน่อยยังไงဆိုတာကဘယ်လိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘယ်လိုပဲပြောกฎหมายဆိုတာကစီကံဒီစီမြင့်စီကံပေါ့နော်มันก็คือกฎหมายกฎหมายมันก็คือกฎหมายဆိုတာကစီကံဆိုတာကစီကံပဲအဲ့လိုမျိုးဘယ်လိုပဲပြောစီကံကစီကံပဲထီหลังဆိုတာကနောက်ပိုင်းတွေကြာလို့ရှိရင်ระวังหน่อยတတိထားပေါ့နော်ระวังหน่อยဆိုတော့နည်းနည်းပါးပါးလဲတတိထားအဲ့လိုမျိုးတတိပေးလိုက်တာပေါ့နော်ยังไงဘယ်လိုပဲဖြစ်ဖြစ်กฎหมายมันก็คือกฎหมายစီကံဆိုတာကစီကံပဲထီหลังနောက်ပိုင်းကြာလို့ရှိရင်ระวังหน่อยနည်းနည်းပါးပါးတတိထားပါအဲ့လိုမျိုးပေါ့နော်ဒီနေ့ conversation ကတော့ဒီလောက်ပါပဲเดี๋ยวเราเจอกันใหม่